ကိုတော့မထားတဲ့ပုံစံလေးရဲ့ချုံနေအပိုင်းလေး ချမ်းမာတီဒီဝိုက်လေးချုပ်တဲ့ခါမှာဆိုရင်ခုသွန်းအဆက်ချတဲ့အတိုင်းပဲချုပ်ပေးပါနော်ဒီဘက်ဝိုက်လေးထိုးတူပဲအခုဆက်ချတဲ့အတိုင်းပဲအဲ့ဒီစက်ကူထိပဲချစ်တက်ပြီးတော့ချစ်တက်ပေးပါနော်အဆုံးတိမချုပ်နော်အဲ့ဒီအလဲစန်တာမြင်းနေရာမှာပဲချစ်တက်ပေးပါဆိုရင်အဲ့ဒီပတ်တန်ကိုထောက်လိုက်တာနဲ့အဲ့လိုမျိုးဆန္ဒတွန်းသားပြလိုမျိုးပဲချုပ်ပေးပါနော်အဲ့လိုမျိုးဘေးနှစ်ဖက်ကိုရင်ချုပ်ပါမယ်ချုပ်တဲ့ခါမှာဆန္ဒတွန်းပြောလိုပဲနော်မဆိုရင်ချီတက်ပါမယ်ပြောရမှာဆိုရင်တပိစာပေါ့နော်တပိစာအဲ့လိုမျိုးချုပ်သွားပေးပါတပိစာပဲချုပ်မယ်နော်ချုပ်များလို့မရအောင်နော်အဲ့ဒီလဲစန္ဒအခွဲနေရာမှာချီစတက်မယ်ချက်တက်ပြီးလို့ရှိရင်တပိစာတညီတဲ့ချုပ်သွားပေးပါနော်ကိုက6စာများလို့ရှိရင်အဲ့ဒီ60နေရာမှာဆိုရင်နည်းပို့ယူထားပေးနော်အကယ်၍ကိုကတပိစာပဲချုပ်လို့တက်လို့ရှိရင်6 size ပဲယူပါလှပါတယ်နော်ဒါဆိုရင်6ပြီးတော့လို့ရှိရင်ကြည့်မယ်နော်6ပြီးလို့ရှိရင်အဲ့ဒီအဝိုက်လေးကိုကက်ကြီးစာနဲ့ပေးမယ်နော်သူကအဝိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့တုံးတော့ကက်ကြီးစာနဲ့တောက်ပါမယ်ဒီဘက်လည်းထိုးပဲကက်ကြီးစာတောက်ပါမယ်နော်ကက်ကြီးစာတောက်ပြီးလို့ရှိရင်လှန်ပါမယ်အသက်ဘက်လှန်မယ်နော်အသက်ဘက်ကိုအဲ့လိုမျိုးဖြည်းဖြည်းနဲ့ဆက်ရှင်နဲ့လှန်ပေးပါနော်သူကဆိုရင်ဒီအလဲကတိတ်ခတ်တဲ့နေရာကကြာတော့နေသေးတဲ့အတွက်ကြောင့်မလို့တို့တွေဗလဲဆက်ရှင်နဲ့လှန်ပေးပါနော်ဖြည်းဖြည်းချင်းဆွဲထုတ်ပေးပါဒါဆိုရင်ရပါပြီเนาะဒါဆိုရင်အဲ့ဒီ6စာလေးစိတ်ကိုအပြင်ထွက်အောင်ဆွဲထုတ်ပေးပါမိဖို့မတိုက်ခင်လေးမှာဆိုရင်မိဖို့တိုက်ရတာလွယ်ရအောင်အဲ့လိုမျိုးခောက်ပေးပါเนาะအဲ့လိုမျိုးလောက်ပြီးလို့ရှိရင်ကော်ကမိဖို့တိုက်ပေးပါတစ်ဖက်ကိုနှစ်စာဟောတစ်ဖက်ကိုနှစ်ချမ်းရှိတယ်အဲ့ဒီနှစ်ချမ်းကိုကတ်သွားတဲ့ထိအထက်မှာကော်ထဲမိဖို့တိုက်ပေးပါเนาะဒါမှဒါလည်းကတ်သွားပြီးမှဒါလည်းချောတဲ့အခါကျရင်အဲ့နှစ်ဖက်ကိုထိုင်းစရာမလိုမှာเนาะတစ်ဖက်ကိုနှစ်ချမ်းအဲ့နှစ်ချမ်းကိုခွာလို့မရတဲ့ထိကော်ကတ်ပေးပါเนาะဒါဆိုရင်ဒါကကြတော့မိပူတိုက်ပြီးတဲ့အခြေအနေပေါ့နော်ဒါမှဆိုရင်တုံးကနှစ်ဖက်ကိုကတ်သွားတိကောကတ်ထားတာလေးပါအဲ့ဒီဝိုက်ထားပုံထားနေတဲ့တုံးပြောမယ်ကိုကပဲပဲဆိုရင်အခုသားလိုမျိုးထားပဲကိုကညာပဲဆိုရင်အဲ့ဒီညာပဲချမ်းရှိတဲ့လက်ကိုအပေါ်ထားမယ်တွေ့လားအခုကတုံးကပဲပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပဲချမ်းကိုအပေါ်မှာထားမယ်နော်အဲ့လိုမျိုးလက်နှစ်ဖက်ကိုချမယ်နော်အဲ့လိုပဲချမ်းကိုတုံးအပေါ်မှာထားတယ်တွေ့တော့တုံးကပဲဖြစ်လို့နော်အဲ့ဒီအလဲစန်တာနှစ်ဖက်ကို6စာ40ချမ်းထားတယ်ဟောအဲ့ဒီ6စာ40ချမ်းထားတဲ့အတိုင်းပဲကွက်တိ6ပေးပါနော်6စာ40ကိုတားပြီးမှ6ပေးပါနော်ပြောချင်တာကကြတော့ကွက်တိ6ပေးပါအခု6နေတာလေးကကြတော့ပိတ်စာ4ချမ်းကိုတခါတည်းဖူး6နေတာလေးပါနော်ဆက်ကိုခွဲပြီးတော့လိုက်ပေးရပါမယ်နော်နေရအဲ့လက်စန်တာလည်းတကြဖြစ်အောင်မိပူတိုက်ပေးရမယ်မိပူမတိုက်ခင်လေးမှာဆိုရင်ဒါဆက်လိုက်တဲ့ခါကျရင်အဲ့လိုမျိုးခွဲပြီးတော့လိုက်ပေးနော်အကုန်လုံးပူပြီးတော့ဒါဆက်လိုက်မဆိုသူထူသွားလိုက်မယ်နှစ်ချမ်းကိုတစ်ဖက်စီလိုက်မယ်နော်ဒါဆက်ကိုအဲ့လိုမျိုးခွဲပြီးလိုက်ပေးပါလက်ပဲအပြားလေးချောမယ်ဆိုရင်အဲ့ဒီအပေါ်အချမ်းကဆိုရင်နှစ်စိတ်စာတစ်ပိစာကွက်တိချောလို့ရှိရင်ဒီအောက်ချမ်းမှာဆိုရင်အလိုက်နာရဲ့အစွန်ဆုံးကိုပဲချောပါမယ်နော်ခုလိုချောပြီးမှဒါလည်းညှပ်ပေးပါဒါဆိုရင်ညှပ်လိုက်ပါမယ်နော်အပေါ်လက်ပဲဝိုက်တွဲဆိုရင်လိုင်းနာနဲ့အဲ့လိုမျိုးကွက်တိညှပ်လိုက်ပါမယ်ဒီအောက်ချောင်းအတွက်ဒီအောက်အချောင်းအတွက်ဆိုရင်ကွက်တိညှပ်လို့မရဘူးเนาะနှစ်စိတ်စာသုံးစိတ်စာအဲ့လိုမျိုးပို့ပြီးမှညှပ်ပေးပါဒီအပိုင်းလေးဆိုရင်ဆောနာကဓာတ်ဆက်တစ်ဖက်တစ်ချမ်းလိုက်ပြီးလို့ရှိရင်မိပူတိုက်တာလေးပါအပေါ်စားကိုဒီအောက်ကိုခောက်ချလိုက်ပါဒါဆိုရင်ဆောနာကကောလာဘိုင်းတွေမိပူတိုက်ပြီးဆိုတော့အခုလိုမျိုးထည့်ပေးပါနော်ဒါဆိုရင်အခုပုံစံလေးချောတက်မယ်လို့တုံးထင်ပါတယ်နောက်လို့ရှိရင် လက်နဲ့ဆက်ရမယ်ဒီချမ်းဝိုင်းလေအောက်ချမ်းပတ်တန်နဲ့တွဲလိုက်ပါဒါဆိုရင်အခုလိုမျိုးပုံစံလေးကကြတော့ချောတက်မယ်လို့တုံးထင်ပါတယ်ဒီပုံစံကကြတော့ရိုးတောက်ပတ်တန်အပိုင်းနဲ့ပဲချောတာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ပိတ်လေးမထည့်ဘူးအောင်ခွက်တဲ့တော့မထည့်ဘူးเนาะဒီပုံစံလေးရဲ့ပတ်တန်အပိုင်းကကြတော့ဟိုအရင်ကသွန်းပညာဌာနပေးထားပြီးတာအခုဆိုရင်ခြုံရပိုင်းလေးသွန်းနောက်ထပ်ပညာဌာနပေးထားတာလေးပါပတ်တန်အပိုင်းလေးတွားခင်မဲ့ဆိုရင်ဒီပေးအောက်မှာဝင်ရှာကြည့်နော်